chapter 1189ရက်ထွက်လာပြီးတော့မှအခုချိန်ရည်ထိ chapter of the year ဆိုပြီးတော့တတ်မှတ်ခံလိုက်ရပြီ local မှာရော inter မှာပါဂရက်တွေထနေတယ်ဘာဖြစ်လို့လဲဆိုတော့ One Piece ထဲမှာလူတွေအမြင်ချင်းဆုံး Final Boss emoji ရဲ့အစွမ်းတချို့နဲ့မျက်နှာကိုမြင်ခဲ့ရတယ်ဒါကြောင့်မို့လို့ပြောစရာရဲ့အများကြီးကိုရှိနေပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်အနေနဲ့ chapter summary breakdown တွေအပြင် theory တွေကိုပါထည့်ပြောပြသွားမယ်ဒါကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ကို support ချင်ရင်လည်း US UK VPN လေးတွေခံပြီးတော့ကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ဒီအပတ်ရဲ့ chapter title ကတော့ Nerona Imu Descent ဖြစ်ပါတယ်ဒီမှာ Nerona Imu ဆိုတာကိုတော့ထွေထွေထူးထူးရှင်းပြစရာလုံးမထင်ဘူးဒါပေမဲ့ Descent ဆိုတာကတော့အမြင့်တနေရာကနေဆင်းလာတာမျိုးကိုပြောတာဖြစ်တယ်ဒါကတော့ chapter အတွင်းနဲ့ရောက်ရင်ပို့ပြီးတော့သိရမှာဖြစ်ပါတယ် chapter cover ကနေစပြောရမယ်ဆိုရင်ရိုးရမပြတ် fan တယောက်ရဲ့ request ထားတဲ့ပုံဖြစ်ပါတယ် Yamato, Ace, Otama တို့ကခီးသွားနေအောင်မြင်ရပြီးတော့မှ Bold Piglet ဆိုတဲ့တောဝက်တွေကိုထည့်ဆွဲပေးထားတယ်အခုလိုတရိတ်ဆန်တွေကို chapter လေးထည့်ဆွဲပေးတာဒါနဲ့ဆိုရင် chapter 6ခုရှိပါပြီနောက်ပိုင်း chapter တွေလည်းဒီလို theme လေးနဲ့ပဲတွားမယ်လို့ထင်တယ် fun fact တစ်ခုပြောပြရမယ်ဆိုရင် Oden အနေနဲ့ခုတ်ဖြတ်ခဲ့တဲ့ Mountain God ဆိုတဲ့တောဝက်ကလည်းဒါနဲ့အမျိုးအစားတူတူပဲဖြစ်ပါတယ်နောက်ပြီးကြတော့ Ace ရဲ့အုတ်ထုပ်ပေါ်မှာဆင့်ပြီးတော့မှ Otama ပြုတ်လုပ်ထားတဲ့အုတ်ထုပ်တနည်းအားဖြင့် Ace က Ors ကိုပြီးခဲ့မှုတဲ့အုတ်ထုပ်လေးကိုစောင်းထားပါတယ်chapter 1189ကိုမစခင်အရင် chapter ဖြစ်တဲ့ chapter 1188ကိုပြန်ပြီးတော့မှတ်မိဖို့စမြုပ်ပြန်ကြပါမယ် chapter 1188မှာ Loki ရဲ့ Luffy ရဲ့က Gongo နဲ့တိုက်ခိုက်နေတော့ Gongo ခန္ဓာကိုယ်ထဲကနေ Imo ကထွက်လာပြီးတော့ Loki နဲ့ Luffy အပေါ်ကို Domi Reverse သုံးခဲ့တယ်ဒါပေမဲ့ Domi Reverse အစွမ်းဟာနှစ်ယောက်စလုံးအပေါ်မှာတက်ရောက်မှုမရှိတာကြောင့်မို့လို့ Imo ဟာသူသိကျင်နေတဲ့အရာတစ်ခုကို confirm နိုင်သွားတယ်နောက်ပြီး Ragnia ရဲ့တိုက်ခိုက်ချက်နဲ့ပဲ Gongo ခဲအောင်လုပ်ပြီးတော့မှခဏထိန်းထားခဲ့တယ်လူဖီကလည်းထုံးစံအတိုင်းပဲ Gear 5ရဲ့ effect ကြောင့်မို့လို့အဖိုးရေးဖြစ်ပြောင်းသွားခဲ့ရဲ့chapter ရဲ့အဆုံးမှာတော့ Imu ကလည်း Airbuff ကိုသူကိုယ်တိုင်သွားမယ်လို့ပြောခဲ့ပါတယ် chapter 1189ရဲ့အစမှာတော့သူကိုယ်တိုင် Airbuff ကိုသွားမယ်ဆိုတဲ့ Imu ရဲ့စကားကြောင့် Gorosei တွေကလန့်သွားကြပြီးတော့မှသူတို့များနားကြားမှာသွားတာလားလို့တောင်ထင်ခဲ့တယ်လန့်လဲလန့်ကြည့်စရာပါပဲ Imu ဆိုတာကရှိုက်ခဲလေးဖြစ်ပြီးတော့မှသူ့မျက်နှာကိုပြရမှာရှက်ပါတယ်Rapunzel လိုမျိုးရဲတိုက်ပေါ်မှာနေနေတာနှစ်ရာနဲ့ချီနေပြီဆိုတော့ Gorosei နေရာမှာကျွန်တော်တို့ဆိုရင်လည်းလန့်မိမှာပဲ Gorosei တွေကတော့ Imu ကိုပြန်စင်းစားဖို့အတွက်ပြောနေခဲ့ပြီးပြောနေတော့ Garlin ရဲ့ဝင်လာက Holy Land မှာတက်နေတဲ့ပြဿနာရဲ့အကြောင်းလာပြောပြတယ် Holy Land ကပြဿနာကအရင်ကတည်းကကြီးလာပြီးတော့မှ Shamrock Airbuff ကနေပြန်လာတာကြောင့်မလို့ခဏတော့ငြိမ်သက်သွားပြီမဲ့သူတို့ War Government က Revolutionary Army ကိုအထင်သေးခဲ့တာကြောင့် Celestial Dragon ဆိုတဲ့ကောင်ကြီးအငတ်ဘေးနဲ့ကြုံနေရပါတယ်ဒါရီရဲ့အတွက်တပ်သားတွေကိုစုဖို့ပြောလိုက်ပြီးတော့မှထိုးစစ်ဆင်ဖို့ကြိုးစားပါတယ်အဲ့ဒီအချိန်ဖုန်းတစ်လုံးဝင်လာပြီးတော့မှ Celestial Dragon တွေငတ်မွေနေရတာအတွက် complaint လာတတ်တဲ့ဖုန်းတစ်လုံးဖြစ်တယ်ဒီဖုန်းကိုဘယ်သူကဆက်နေလဲဆိုတာခဏနေရင်သိရပါမယ်ဒီမှာပြောစရာရှိတာကကျွန်တော်ပြောခဲ့ဘူးသလို Revolutionary Army ရဲ့တိုက်ခိုက်ချက်တွေကတဖြည်းဖြည်းနဲ့ထိရောက်နေပြီအခု Garlin ရဲ့ပြောစကားနဲ့ဖုန်းထဲကလူတို့ရဲ့ပြောပုံအရအရှိမမြင်ခဲ့ရသလိုစားချင်တာမစားရတဲ့အခြေအနေကနေစားဖို့ရိတ်ခါမရှိတဲ့အခြေအနေကိုဖြစ်လာပြီRevolutionary Army ကို War Government အထက်ပိုင်းကလူတွေကခုနကပြောထားသလို short တက်ထားတာဖြစ်ပြီးတော့မှအခုချိန်မှာကိစ္စတွေကပိုဆိုးလာတာဖြစ်လို့သူတို့နှစ်ယောက်ရဲ့တိုက်ပွဲကလည်းပြင်းထန်နေပါပြီအဲ့ဒါပြီးတော့ Marine Jaws ကိုတိတ်လာတဲ့ Labo Face စခန်းတွေကရော့ဟာဘိုက်စာလိုမြေကြီးမှာပါလူးလိမ့်နေပြီးတော့မှခုနက Garlin ကိုဖုန်းဆက်ပြီး complete တက်နေတာကလည်းရော့ဖြစ်တယ်ဒီမှာ Garlin ကရော့ကို Mother Flame ကနေစွန့်ရင်ထုတ်ခိုင်းနေပြီးတော့မှအစင်သေးပြင်ဖို့မှားလိုက်တယ်ရော့ကတော့ဒါဟာသူတို့ဂရီးတီထားတယ်လို့ဟုတ်မနေတာကြောင့်မလို့ထပ်မံ complete တက်ပါတယ်Garlin ကတော့ Vegapunk တွေဟာ Revolutionary Army နဲ့ပတ်သက်ခဲ့တာကြောင့်မို့လို့ဒါအပြစ်ဒဏ်ဖြစ်ချောင်းပြောပြီးတော့မှဖုန်းချလိုက်ပါတယ်။ Gorosei တွေကတော့အကြက်တဲတွေဟာနီကာကြောင့်ဖြစ်လာတယ်လို့ခန်းစားနေရတာဖြစ်ပြီးဒါတွေဟာတိုက်ဆိုင်မှုတတ်လားဆိုတာတန်တရားဝင်နေခဲ့ပါတယ်။ဒါပေမဲ့ဘာတွေပဲဖြစ်လာImu ကြီးပန်ကြီးရဲတိုက်ကနေစိမ့်မဲ့ဆိုတာမသိတော့ဘဲနဲ့ Emerald ကိုသာဖြည့်ရှင်းဖို့လွတ်စေခြင်းနဲ့ဒါကိုကြည့်ရတဲ့ Gorosei တွေကတခုခုဆိုရင် Emerald ကိုပဲအားကိုးတာကိုတွေ့ရပြီးတော့မှ Emerald ဆိုတာ Gorosei ရဲ့ခိုင်ခွေးတတ်တာပဲရှိပါတယ်။ဒီမှာ Nesjuro က Admiral လောက်နဲ့အလုံလောက်ကြောင်ပြောနေခဲ့တယ်။ဒါကလည်းပြောရရင်မှန်တော့မှန်ပါတယ်။အဟက်မှာတော့ Gorosei ကိုယ်တိုင်တောင်မှမတားနိုင်လိုက်ဘူး။ဒါကိုအခု Airbuff မှာ Loki တယောက်လုံးမှာရှိနေပါပြီ။ Valkyrie ကတော့ Admiral နဲ့မရရင်သူတို့ကိုယ်တိုင်ထပ်ဆင်းကြမယ်လို့ပြောလိုက်တာကို Imu ကဝင်ဟန့်လိုက်တယ်။ Imu ပြောစကားအရဒါတွေဟာတိုက်ဆိုင်မှုတတ်မဟုတ်ဘူးဆိုပြီးတော့ panel တချို့ကိုပြခဲ့ပါတယ်။အဲ့ဒီ panel တွေကတော့ Ross DC ဘက်ရဲ့ငါပြန်လာခဲ့မယ်။ Roger ရဲ့ Pirate Era ကိုစတင်ခဲ့ပုံ။ Poseidon ဖြစ်တဲ့ Shirahoshi မွေးဖွားပုံ။ Gomu Nomi ခိုးခံရပုံ။ Airbuff မှာပုံအောင်နေတဲ့အရာ Hare ရဲ့သားဖြစ်သူ Loki White Beard ရဲ့တောင်အသက်ဆွန့်ပြီးကာကွယ်ခဲ့တဲ့ Monkey D. Luffy
Davy ရဲ့နောက်ဆုံးမျိုးဆက် Marshall D. Teach Nefertari D. Lily ဒါတွေဟာခေတ်သစ်တစ်ခုကိုပြန်စတင်ဖို့အရေးကြီးဆုံးအရာတွေပဲအခုအချိန်ဟာဆိုရင် Emu ကိုပုံကပ်ဖို့အကောင်းဆုံးအချိန်ဖြစ်နေပါတယ်နောက်ပြီး Emu ဟာသူ့ကို Joy Boy နဲ့ DB ဂျုံတို့ကခေတ်အဆက်ဆက်နာကျင်အောင်လုပ်ခဲ့ပြီးတော့မှ VV ကိုလည်းပြန်သိမ်းယူရမယ်လို့ Nefertari D. Lily ရဲ့ပုံကိုကြည့်ပြီးပြောနေခဲ့တယ်ဒါကိုကြည့်ခြင်းအပြင် Emu နဲ့ Lily တို့မှာတာမန်ထက်ပိုတဲ့ဆက်ဆံရေးရှိခဲ့ကြတယ်အခုပြထားတဲ့စကားပုံလေးကိုမြင်မှုကြလားဒါမှမဟုတ်ကြားဘူးကြလား Voice Century မှာဖြစ်ခဲ့တဲ့တိုက်ပွဲဟာလီလီကြောင့်ဆိုတာဖြစ်နိုင်ခြေများတယ်။ God Valley မှာပါနမူနာပြသွားခဲ့တာကြောင့် Emu villain ဖြစ်နေရတာလီလီကြောင့်ဆိုတာပို့ပြီးတော့ဖြစ်လာနိုင်တယ်။ဒီလိုနဲ့လီလီဟာ Holy Land ကို Gorosei ရဲ့လက်ထက်အပ်ခဲ့ပြီးတော့မှ Emu ခြေထောက်အောက်ကမချစ်ဆိုင်ကနေအတူ Emu ဟာပျောက်သွားပါတော့တယ်။အဲ့နောက် Above ကိုပြန်ပြထားတယ်။ကဟာစောမကိုကင်ထားပြီးတော့မှစောမခန္ဓာကိုယ်ကတန်လိုက်လို့ပြန်ကပ်ပြီးဆက်ဖို့ကြိုးစားနေအောင်တွေ့လိုက်ရတယ်။ဒါက regeneration ပြန်လုပ်ဖို့အတွက်ဖြစ်ပြီးတော့မှတကယ်သာခန္ဓာကိုယ်ကြီးပြတ်ကတ်သွားရင် regeneration နဲ့အကောင်းတိုင်းပြန်ဖြစ်သွားမှသိကြတယ်။ဟာရူဒင်ကတော့ဆာမအသက်ရှင်နေသေးတာကိုထူးဆန်းနေပါတယ်။ဂိုဘတ်ကလည်းဆာမရဲ့တတ်ထူနှလုံးသားကိုပြလိုက်ပြီးတော့မှဇိုရိုကတော့ဖျက်ဆီးပစ်ဖို့လုပ်နေပါတယ်။အဲ့နောက်ဖြန်ချောင်းသားကနေဦးဆော့နဲ့ဘရိုတိုစီဖရန်ကီနဲ့ဂျင်ဘေတို့ရောက်လာတယ်။အီမူကြောင့်တိမတက်ခံထားရတဲ့ဦးဆော့တို့ကိုဖရန်ကီကခေါ်နေပြီးတော့မှဂျင်ဘေကတော့ချော့ပါကိုထပ်ပြီးတော့လိုက်ရှာနေတယ်။ချော့ပါကတော့နောက်ဆုံး chapter မှာပဲကပန်းတို့နဲ့အတူတူရှိနေတာဖြစ်တာကြောင့်မလို့လုံခြုံနေပါတယ်။အဲ့နောက်ခွီလီဂမ်ကိုတွေ့ရပြီးစန်ကြီးလက်ချက်ကြောင့်တစားစီဖြစ်ပြီးတော့မှတစ်ပင်မှာချီနှောက်ခံထားရတယ်။ဒီဘက်လိုကီတို့ကတော့လူဖီကိုအရင်တိုင်းပြတ်ဖြစ်ဖို့အစားအစာရှာရင်ကြောင်းရောက်လာပါတယ်။ကြောင်းကြီးကအေးခဲနေပြီးတော့မှအစားအစာတွေကပါခဲနေအောင်မြင်တွေ့ရပြီးဒါကတော့ chapter 1186မှာလီလစ်ကမီးလောင်နေတဲ့အကြောင်းကိုအပူဆုပ်တဲ့ဆက်နဲ့မီးငိမ့်ခဲ့တာကြောင့်ခဲသွားတာဖြစ်တယ်။လူဖီကတော့ရက်နီယာကြောင့်ခဲခံလိုက်ရတဲ့ခေါင်းကိုအကြောင်းကိုမေးနေပြီးတော့မှလိုကီအနေနဲ့တီတော့မှာတော့မဟုတ်ပေမဲ့ရက်နီယာကပဲသူ့ကိုခဲတဲ့နေရာကနေပြန်လွတ်နိုင်အောင်လုပ်မှဖြစ်တာကြောင့်မို့လို့စိတ်မပူဖို့ပြောခဲ့ပါတယ်။ဒီမှာကျွန်တော်တခုစိတ်ထဲထင်သွားတာရှိရဲ့။ဂလီလာဂျိုင်းယန်ဒီဖတ်ဟားဆက်မှာအခဲခံထားရတာဒီရှင်းကြောင်ဆိုတာပါ။ဒါကြောင့်မို့လို့ Ross GZ ဘက်ကလည်းဂလီလာကဂျိုင်းယန်တွေကိုပြန်ခေါ်ဖို့ဟာရယ်ကိုလိုအပ်တယ်လို့ပြောခဲ့တာဖြစ်နိုင်တယ်။ဘာဖြစ်လို့လဲဆိုရင်ဟာရယ်ကသာလိုကီအသီးကိုစားနိုင်ရင်ရက်နီယာကိုပါရမှာဒါဆိုရင်ဒီရက်နီယာကအစွမ်းနဲ့ဂလီလာဂျိုင်းယန်တွေကိုပြန်ပြီးတော့အသက်သွင်းမယ်ဆိုတာကတော်တော်လေးဖြစ်နိုင်ခြေရှိတယ်။နောက်ပြီးလိုကီဒီဗက်ဖရုကိုစားခဲ့ဘူးတဲ့ Ebef City က Joy Boy နဲ့တိုက်ခိုက်ခဲ့တာဆိုတော့အချိတ်ဆက်မိတယ်လို့ထင်မိတယ်။ chapter ကိုပြန်ဆက်ရမယ်ဆိုရင် Oris ရဲတိုက်အနားမှာမိုးကြိုမဲကြီးပစ်ချလိုက်တယ်။မြင်လိုက်ရတဲ့နာမီရဲ့ပြင်တခြားဂျိုင်းယန်တွေကပါတွေးပြတ်ကုန်တယ်။နာမီကတော့ပိုဆိုးနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဂိုရိုဆေးတွေကဒီလိုနီးနဲ့အဟက်ရောက်လာတာကိုသိတော့ဒီလိုကောင်ကြီးထက်ရောက်လာမှာကိုကြောက်သွားနိုင်တယ်။ကိုယူပါတယ်အခုရောက်လာတာကဂိုရိုဆေးတွေထပ်ပို့ပြီးတော့ကြောက်ဖို့ကောင်းပါတယ်။ဒါပေမဲ့ကျွန်တော်အနေနဲ့တခုသတိထားမိတာကဂိုရိုဆေးတွေလိုမိုးချိုးပစ်ချတဲ့နေရာမှာအီမူကကြလာတာမဟုတ်ဘူး။နေရာ၄ခုတီတီကိုတောက်ပြစ်သွားအောင်မိုးချိုးကပစ်ချတယ်။နောက်ပြီးအလဲမှာမက်ချစ်ဆာကေရှိနေပါတယ်။ဒီမှာတခုတတိထားမှာက Ebef ကအိမ်နေနဲ့တစ်ပင်တွေကအသက်ဝင်လာပြီးတော့မှလူဖီဂီယာဖိုက်တုံးဟာလို့ထူးဆန်းတဲ့သတခြင်းတွေဆိုနေခဲ့ကြတယ်။တခုကြွားရမယ်ဆိုရင်ဒီမှာကျွန်တော်ရဲ့ theory တခုမှန်သွားပြီ။ဘာ theory လဲဆိုရင် Emu Fruit က Big Mom ရဲ့ Soso Fruit ကိုပိုကောင်းတဲ့ version ဆိုတာပါ။ဘာနဲ့တူလဲဆိုရင် Katarina Devon ရဲ့အသီးကရုပ်ပြောင်းရုပ်လွဲလုပ်နိုင်တဲ့ Bone Clay Fruit ထက်ပိုပြီးတော့ကျန်းပါတယ်။ ability to be ပိုကျန်းတဲ့အသီးကြီးက One Piece မှာမြင်ခဲ့ရတာမနည်းဘူး။အီမူကလည်းဆိုးရီကိုထိန်းချုပ်နိုင် manipulate လုပ်နိုင်ပါတယ်။ဒါအပြင်လူများကိုပါဝင်ပူးနိုင်ပါတယ်။ဒါကြောင့် Big Mom အသီးထက်ပိုပြီးတော့ကောင်းတဲ့ version ဆိုတာသိကြတယ်။အခုတော့ Homie လိုအကောင့်တွေကိုပါမြင်တွေ့နေရပြီဆိုတော့ဘာ confirm စရာလိုသေးလဲ။တခုရှိတာကတော့အလုတ်လုတ်ပုံကတူချင်မှတူမှာပါ။ပြန်ဆက်ရရင်အီမူရောက်လာတာနဲ့ခွန်ခေါရာဟာကီအပြင်းစားကြောင့်ကလေးတွေမူးလဲကုန်ပြီးလိုကီကလည်းခုနကသူတို့တိုက်ခတ်ခဲ့ရတဲ့ကောင်ရဲ့ဟာကီဆိုတာခံစားလိုက်ရတယ်။ဒီမှာဖြည့်ရှင်းမရတဲ့ mystery ရှိပါတယ်။ Oris ရဲတိုက်ရဲ့အထက်ဟာပလင်ရှိမှာအီမူကရောက်လာပြီးသွေးအန်နာကိုတွေ့လိုက်ရတယ်။ဒါကတော်တော်ထူးဆန်းတယ်။ Final boss တယောက်ကို intro လုပ်မဲ့အချိန်အခုလိုကြီးလုပ်ပြတယ်။ဒါက aura ကိုကြစီတယ်။ဒါပေမဲ့ကျွန်တော်ကတော့ order ကိုယုံလို့အစွမ်းသုံးတာများပြီးသွေးအန်နာမဟုတ်ဘူးလို့ယုံကြည်ထားတယ်။ဒါပေမဲ့ဒီအနောက်မှာတော့ mystery အကြီးတစ်ခုရှိနေမယ်ဆိုတာယုံကြည်ပါတယ်။အဲ့နောက်ဖောင်ပြောင်းတာမျိုးကိုတွေ့ရပြီးဒီကထွက်လာတဲ့တက်ရောက်ချက်ကရဲတိုက်ရဲ့ထိပ်ပိုင်းကိုပါပောက်ကွဲသွားစေပါတယ်။အဲ့နောက် Holy Night တွေကိုလိုက်ပြထားပြီးသူတို့ကတော့အီမူဆိုတာတန်းသိလို့ပြောစရာစကားပြောင်းအောင်အံ့ဩနေကြပါတယ်။ရဲတိုက်ထိပ်ပိုင်းမှာထူးဆန်းတဲ့အသွင်အပြင်နဲ့တွေ့ကြရတယ်။ဝိယုံကြီးကိုလည်းဝတ်ထားပြီးတော့မှအဲ့ဝိယုံပေါ်မှာ Abyss Mark ကိုလည်းတွေ့ကြရတယ်။စံရွယ်ရှည်ပြီးတော့မှအဖြူရောင်လည်းဖြစ်နေတယ်
အများပြောသလိုလူနာရီယန်လာလို့အတောင်မှန်ကိုရှာပေမဲ့အတောင်မှန်ကတော့မရှိပါဘူးဒီအတောင်မှန်ဆိုတာကလည်းစေတန်းရဲ့အတောင်မှန်ဖြစ်ဖို့တော့များတယ်ဒါပေမဲ့အတောင်မှန်ကိုမလို့လို့တင်ထားတာဘာညာဆိုရင်တော့အီတာချီလိုမျိုးတစ်မျိုးလုံးကိုတတ်တဲ့ကောင်ဖြစ်နိုင်တယ်ဒီမှာလည်းထောက်ပြနေတဲ့အချက်တချို့ရှိရယ်အီမူဟာလူနာရီယန်တွေကိုတတ်ခဲ့လို့လူနာရီယန်ဖြစ်တဲ့ကင်းက Joy Boy ကိုယုံကြည်ပါတယ်ဆိုတာကလည်းဖြစ်နိုင်သေးတယ်ဘာဖြစ်လို့လဲဆိုရင်အီမူက Redline ပေါ်တက်နေတာကတကြောင်ဇပင်အဖြူရှိတာကတကြောင်အိုဒါရဲ့ Marine Jaws မြေပုံ League အရာ Red Desert ဆိုတဲ့နေရာကြောင့်ပါ Red Desert ကိုရှင်းပြရရင်တော့ Mongol နန်နာပုံမြင်ထဲမှာပါဝင်နေပြီးတော့ Lunarian နေဆိုတာကလည်းဂျပန်လိုလပေါ်မှာနေထိုင်သူတွေလို့ပြောလို့ရတယ်။နောက်ပြီးကြတော့အဲ့အချိန်တုန်းကသူတို့ကိုခေါ်တပါလို့ဆက်ဆံကြတာ။ဒါကြောင့်မို့လို့ Mongol ဆိုတာကို Lunarian နေလို့သတ်မှတ်လို့ရတယ်။နန်နာပုံမြင်ထဲကအနီရောင်တဲပြင်ဆိုတာနတ်ဖျားတွေနေခဲ့တဲ့နေရာနတ်ဖျားတွေရဲ့စွန့်ပစ်နယ်မြေလို့ခံယူကြပါတယ်။ဒါကြောင့်လူနာရီယန်တွေကဒီ Red Desert ထဲမှာနေခဲ့တာဖြစ်နိုင်တယ်။နောက်ပြီးနေရာအရကြည့်မယ်ဆိုရင် Red Desert ဆိုတာကအီမူရဲ့ပန်ကြီးရရဲတိုက်ပြီးနားမှာပါ။ overall ပြောရရင်အီမူကိုလူနာရီယန်ဆိုတာက50-50ပါပဲ။တချို့ကတော့ကိုင်ဒိုလိုမျိုးအိုနီဖြစ်နိုင်တယ်လို့ပြောကြပေမဲ့ဂျိုပါရာကလွှဲရင်တခြားခိုင်လုံတဲ့အချက်မရှိဘူး။ပြန်ဆက်ရရင်အီမူအပေါ်မှာအဝေကန်တိမ်မဲတွေရှိနေပြီးတော့အဲ့တိမ်မဲတွေပေါ်မှာမျက်လုံးတွေကိုလည်းတွေ့မြင်ခဲ့ရတယ်။မြင်ရသလောက်တကယ် devil ဆန်ပါတယ်။တကယ်လို့အီမူကအသားညိုတာဟုတ်မနေပဲနဲ့အနီရောင်ဆိုရင်ပိုလို့တောင်နှဆိုးဆန်နိုင်တယ်။နောက်ပြီးအများစုတတိထားမိကြတဲ့ဒီအယိုးကောင်းတွေပါ။ဒီအယိုးကောင်းတွေကဘဝဟန်ကော့ရဲ့မွေမှာလဲတွေ့ခဲ့ရတယ်။အစာကတုံးကတော့အရေးမကြီးဘူးလို့ထင်ရပေမဲ့အီမူမှာပါနေတာကြောင့်မို့လို့ဒါကဘာကောင်းနေလဲဆိုတာတော့သိချင်တယ်။အီမူရဲ့ introduction box မှာကမ္ဘာအစိုးရကိုတည်ထောင်ခဲ့တဲ့အယောက်20တည်းကတအူးပါဝါက Diva Fruit ကမ္ဘာကြီးရဲ့ဘရင်စိတ်နယ်ရိုးမှာအီမူဖြစ်ပါတယ်ဆိုပြီးတော့ရေးထားပါတယ်ဒီမှာပြောစရာရှိတာက ability Diva Fruit ဆိုတာပါအများစုပြောကြတာကတော့အီမူဟာ Diva Fruit ကိုထုတ်လုပ်ပေးရဆိုတာပါဒါကအာရန်နဲ့အေဝါဇာကားတွေဟာအတီးကျွေးခဲ့တဲ့နတ်ဆိုးနဲ့တူပါတယ်ဒါကိုပြောတော့အီမူကသူ့ကိုဒုက္ခပေးမယ်နီကာ fruit ကိုဘာဖြစ်လို့ထုတ်လို့မှလဲပေါ့ဒါပေမဲ့ကျွန်တော်ထင်တာကအီမူဟာ Diva Fruit စားထားတယ်လို့မထင်ဘူးသူကကိုယ်တိုင် Diva ဖြစ်နေရလို့ပဲထင်တယ်နောက်ပြီးစိတ်တန်အယူဝါဒအရာတစ်ခုရဖို့တစ်ခုကိုပေးဆက်ရတယ်ဒါကြောင့်ဒီ power တွေကိုရဖို့ Diva Fruit တွေကိုသူကထုတ်လုပ်ခြင်းလို့ထုတ်လုပ်ရတာမဟုတ်ဘဲနဲ့အပြစ်ကြွေးကြောင့်မလို့ထုတ်လုပ်ရတာဖြစ်နိုင်တယ်Vega ဖောင်းပြောပုံအရာလူတွေရဲ့တောင်းတမှုကြောင့် Diva Fruit တွေဆိုတာဖြစ်လာတာဒါပေမဲ့တေချာတာကတော့အီမူဟာစိတ်တန်စစ်ပါပဲ appearance အရာရောအစွမ်းနေရောကြောင့်ပါ overall ပြောရရင်တော့ဒီ chapter ကတကယ်မိုက်တယ်နောက်အပတ်မှာက chapter နားတာကြောင့်မို့လို့ chapter 1180နဲ့ပြန်လာခဲ့ခြင်းပါတယ် chapter 1180ကိုမြန်မာလိုအစောဆုံးဖတ်ချင်တယ်ဆိုရင်လည်း Telegram channel လေးကို join ထားဖို့တောင်းဆိုချင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ်